အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Facebook နဲ့ Messenger မှာ online သုံးနေရင်တစ်ဖက်ကနေ online သုံးနေတာကိုမသိအောင်ပေါ့နော် edit အောင်မီးစိမ်းလေးကိုပိတ်ထားလို့ရမယ်နီလန်းလေးကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့နည်းပညာနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါမယ်ဗျFacebook ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ profile ထဲကိုဝင်ရမယ့်နေရာလေးပေါ့နော်ဒီနေရာလေးကိုဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အောက်နားမှာရှိတဲ့ဒီ setting and privacy ဆိုတာလေးရှိပါတယ်ဗျအဲ့ဒါလေးတွေဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ setting ထဲကိုထပ်ဝင်ပါမယ်ဗျsetting ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်နားမှာရှိတဲ့အခုကျွန်တော်4000ဝိုက်ပြထားတဲ့ဒီ edit status ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတွေဝင်လိုက်ပါမယ်ဗျဟုတ်ကဲ့ဒါကတော့ဒါကျွန်တော်တို့ဖွင့်ထားတဲ့အခြေအနေပေါ့နော်ဖွင့်ထားတဲ့အခြေအနေပါဗျဒီဟာလေးကိုဖွင့်ထားမယ်ဆိုရင်တော့ဒီတိုင်းလေးဖွင့်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ကို line သုံးနေတာကိုတစ်ဖက်မှာသွားပေါ်တယ်ပေါ့နော် edit now နဲ့မီးစိမ်းလေးသွားပြနေမှာဖြစ်ပါတယ်ဗျဒီကလုတ်လေးကိုကျွန်တော်တို့ပိတ်ထားမယ်ဆိုရင်တော့တန်း off ဒါကျွန်တော်တို့ပိတ်ထားမှာပေါ့နော်ပိတ်မယ်ဆိုရင်ဒီတန်း off ဆိုတာလေးနှိပ်လိုက်ပါမယ်ဒီလိုဖြူရောင်လေးပြောင်းသွားရင်တော့ဒါကျွန်တော်တို့ပိတ်ထားတာပါဟုတ်ကဲ့ဒီတိုင်းလေးပိတ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ line သုံးနေတာကိုတစ်ဖက်ကိုသွားပြီးတော့ပြမနေတော့ဘူးပေါ့နော် edit now နဲ့မီးစိမ်းလေးလည်းပေါ်မနေတော့ပါဘူးဗျဟုတ်ကဲ့ဒါကတော့ Facebook မှာကျွန်တော်တို့ edit now ပိတ်တဲ့နေပါပိတ်ထားတဲ့သူကပြန်ဖွင့်နေတယ်ဆိုရင်လည်းကျွန်တော်တို့ဒီခလုတ်လေးကိုဒါဆိုအပြောင်လေးပြောင်းသွားရင်ဒါဖွင့်ထားတာပေါ့နော်ဒါပြန်ဖွင့်သုံးလို့ရပါတယ်ဗျဒါကတော့ Facebook မှာ edit now ပိတ်တဲ့နေပေါ့နော်ပြီးရင်ကျွန်တော်တို့Messenger မှာ edit now ပိတ်တဲ့နီးဖွင့်တဲ့နီးမီးစိမ်းဖြောက်နီးလေးကိုမျှဝေပေးပါမယ်။ကျွန်တော်တို့ Messenger ထဲကိုဝင်လိုက်ပါမယ်ဗျ။ Messenger ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အောက်ဆုံးနားမှာရှိတဲ့ဒီ menu bar လေးပေါ့နော်။ဟုတ်ကဲ့ညာဘက်တောင်းမှာရှိတဲ့ဒီမြင်းသုံးချောင်းလေးဝင်လိုက်ပါမယ်။ပြီးရင်တော့ setting ထဲကိုထပ်ဝင်ပါမယ်ဗျ။ setting ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအခုကျွန်တော်4000 white ပြတဲ့နေရာမှာ edit status ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတွေဝင်လိုက်ပါမယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့ဒါကျွန်တော် edit now ဖွင့်ထားတာပေါ့နော်ဒါဖွင့်ထားမယ်ဆိုရင်တော့ကျွန်တော်တို့မီးစိမ်းလေးဟိုဘက်မှာတစ်ဖက်ကနေကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အကောင့်က line သုံးနေတဲ့အကြောင်းမီးစိမ်းလေးပြနေမှာပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒီတိုင်းအဖြူအောင်လေးပြောင်းသွားရင်ဒါကိုကျွန်တော်တို့ပိတ်မယ်ဆိုရင်နာရီနဲ့ဟိုကနာရီတနာရီပဲပိတ်ချင်တယ်ဆိုရင်လည်းတနာရီပဲထားလို့ရတယ်ပေါ့နော်အချိန်နဲ့ကျွန်တော်တို့ရွေးလို့ရပါတယ်ဗျအဲ့လိုမှမဟုတ်ဘူးကိုပြန်ဖွင့်ညင်တဲ့အချိန်မှာဖွင့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးကအခုသူရွေးထားတဲ့အတိုင်းလေးခုဒီ anti chain is ဆိုတာလေးဒီတိုင်းထားပြီးတော့ပြီးရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ဒီ push ဆိုတာလေးနှိပ်လိုက်ရင်ရပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့ကိုပြန်ဖွင့်တဲ့အချိန်မှာပဲမီးစိမ်းလေးပြတော့မှာပေါ့နော်ဟုတ်ကဲ့ဒါအပြာကနေဒီဖြူရောင်လေးဒီခလုတ်လေးကပြောင်းသွားပြီဆိုရင်တော့ဒါကျွန်တော်တို့ edit now ပိတ်ထားတာပေါ့နော်မီးစိမ်းလေးမပေါ်တော့ပါဘူးဗျဒါကိုပြန်ဖွင့်ညင်နေဆိုရင်လည်းကျွန်တော်တို့ဒီထဲကိုဝင်ပြီးတော့ဒါလေးကိုပြန်ပြီးဖွင့်ပေးလို့ရပါတယ်ဟုတ်ကဲ့ဒီနီလန်းလေးအတိုင်းကျွန်တော်တို့ Facebook နဲ့ Messenger မှာ edit now ပြန်ပိတ်ကြည့်လို့ရတယ်လို့ပြန်ဖွင့်မယ်ဆိုရင်လည်း like လုပ်ကြည့်လို့ရပါတယ်ဗျဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးခဲ့တာတော့ Facebook နဲ့ Messenger မှာ edit now မီးစိမ်းလေးပိတ်လို့ဖွင့်လို့ရတဲ့နီလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်